ညီမလေးနဲ့ဒီအပေါ်အတွက်အကယ်မှန်ပါတယ်ပေါ့နော်အသေးပေါ်ရဲ့ဒီစကောင်းဆုံးကိုကြီးနဲ့ကြားတဲ့လူရအောင်အချင်းချင်းဒီဘက်ပေါ်ပြီးတော့ရအောင်ဒီနိုင်ခဲ့တယ်ဒီမှာနေနေချင်းပါတယ်ပြီးတော့ဒီဘက်ဒီဆိုင်မှာလည်းဒီအများဆုံးဘိုးနိုင်ရမယ်ဆိုတာလည်းစိတ်ကအတိတ်ပြီးတော့အချို့အဖေတွေတော့ချာနိုင်နေတယ်ဆိုတော့လည်းလည်းရောညာဖြစ်သွားတယ်ဒါပေမဲ့လည်းဒီရတဲ့ရတဲ့ကိုဒါလည်းမှန်တယ်ACO ဘွဲအတွက်ရအနေနဲ့လည်းရတယ်ဘူးနော်ဒီကဘာလဲဒီကစားမိုင်းရဲ့ဟိုဘယ်နာပရက်စားမိုင်းနဲ့ဆောက်လို့လည်းဘောလုံးစားရတဲ့အချင်းချင်း communication ရလာတယ်ဘယ်လိုကဒီမှာဒီလေဘောလုံးကနေလည်းအချင်းချင်းဆက်တယ်ပြီးတော့ဘောလုံးကနေလည်းဒီဖြူထွက်တယ်ပေါ့နော်အဲ့တော့ဘောလုံးမိုင်းဖြစ်တဲ့အခါခက်ခဲတဲ့အရာမျိုးပေါ့